အမမြေခွက်တစ်ခွက်အိမ်တစ်လုံးဝယ်တော့မယ်ဆိုရင်ဘာကိုအကြောင်းဆုံးလဲကိုရဲ့တက်တက်တာမှာစုဆောင်းထားတဲ့ငွေကြေးတွေကိုဆုံးရှုံးသွားမှကြောက်တာလားဒါမှမဟုတ်စားတဲ့မခိုင်မာကိုစိုးရိမ်နေတာလားဝါကတော့အိမ်နေမြေတွေပဲရောင်းနေတာမဟုတ်ပါဘူးအမရဲ့နှလုံးသားတွေကစိုးရိမ်မှုကိုဖယ်ရှားပေးမယ်ယုံကြည်မှုကိုရောင်းပေးနေတာပါနောက်9နှစ်မှာဒီမြေခွက်ကရလာမယ်အမြဲစွန်းတွေမကပါဘူးညဘက်ခေါင်းချလိုက်တိုင်းငါရဲ့ပတ်စံတွေကစိတ်ချရတဲ့နေရာမှာရှိနေပြီဆိုတော့စိတ်အေးချမ်းမှုကိုပါပိုင်ဆိုင်စေရမှာပါဆိုတာရင်းနှီးမြှုပ်နှံမှုတွေဈေးစစ်တက်ပေမဲ့ကိုမိသားစုအနာဂတ်လုံခြုံမှုအတွက်ဆိုရင်အကောင်းဆုံးတွေပဲရွေးချယ်တတ်ကြပါတယ်ဆုံးရှုံးမှုကင်းတဲ့ရင်းနှီးမြှုပ်နှံမှုနဲ့စိတ်အေးချမ်းမှုတွေဝါတို့နဲ့လာရောက်ဆွေးနွေးတိုင်ပင်လိုက်ပါဝါကတော့တိုးရွှေတိုက်ရဲ့ပေါလာပါ